တခါတော့ကကြီးရွာတရားမှာသူ့ရဲ့ဖေဦးရဲနဲ့တားလေးတယောက်ရှိပါတယ်။အဲ့ရွာမှာကြောက်တိုင်တုံးနိုင်ရှိပါတယ်။အဲ့ကြောက်တိုင်တုံးနိုင်ကိုရွာသူရွာသားရကြောက်ကြပါတယ်။ညရဆိုညဘက်ဆိုအဲ့ကြောက်တိုင်ကနေငိုတန်းတွေကြားရပါတယ်။ပြီးတော့အော်ဟစ်တန်တွေပါကြားရပါတယ်။အဖြူရောင်ရိတ်ကတော်လာလုံနေရအောင်လေတွေးလိုက်ရပါတယ်။တညမှာတော့ဦးရဲတယောက်ဖျားနာလို့စီးသွားယူဖို့အိမ်ကနေထွက်လာခဲ့ပါတယ်။ပြီးတော့တူတာကိုညဘက်ဆိုကြောက်စာတိုင်တွေလာမတွားဖို့ပြောလိုက်ပါတယ်။ညပိုင်းထိဘာမှမဖြစ်ခဲ့ပေမဲ့ညတကောင်မှာတော့အော်ဟစ်တန်တွေငိုတန်တွေထပ်ကြားရလိုက်ပါတယ်။ဒါလေးကသူ့အဖေပြောတာရမမိနေပေမဲ့စူးစမ်းကျင်တဲ့စိတ်ကပုံများနေတာကြောင့်အိမ်ကနေတယောက်တည်းထွက်လာခဲ့လိုက်ပါတယ်။ကြောက်စာတိုင်တုံးလိုက်ရှိတဲ့နေရာမှာရောက်သွားလိုက်မှာတော့ကြောက်တိုင်တိုင်းစီမှာတွေးပြီးနေတဲ့လူ၃ယောက်ကရှိနေပါတယ်။အရေး၃ခုကကြောက်စာကိုဖတ်ပြီးငိုနေပါတယ်။တို့ရဲ့မျက်ရည်ကကြောက်ဆိုင်ကိုစူဆွတ်နေပါတယ်။ဒါလေးကကြောက်နေပြီမဲ့စိတ်အားထက်တန်စွာနဲ့ဘာလို့ငိုနေကြတာလဲလို့မေးလိုက်ပါတယ်။အရေးတုံးခုကတပြိုင်တည်းလဲကြီးလိုက်ပြီးတို့ရဲ့မျက်လုံးကကြောက်စရာကောင်းနေပါတယ်။ရော့အရေးတစ်ခုကပြောလိုက်တယ်။ငါတို့ကိုမြုပ်ထားတာကြာနေပြီ။နောက်အရေးကပြန်ပြောတယ်။ဒီညာကငါတို့လွတ်လပ်ဖို့လို့ပြောလိုက်ပါတယ်။နောက်အရေးကတော့ဘာပြန်ဖြေပဲသူ့ရဲ့ပြက်နေတဲ့လက်ကိုပြလိုက်ပါတယ်။ဒါလေးကခြေထောက်တွေခက်ကနေခုန်လိုက်တယ်။အနောက်လှည့်ပြီးပြေးဖို့လို့တော့တွေ့ခြေထောက်ကိုအီးနေတဲ့အရာတစ်ခုရစုံကိုင်နေအောင်တွေးလိုက်ရပါတယ်။ပြီးတော့သူအောက်မှာလဲကြီးလိုက်ရမှာတော့ခုနပြက်နေတဲ့လက်တစ်ဖက်ကကိုင်နေအောင်တွေးလိုက်ရပါတယ်။ပြီးတော့အရေးသုံးခုကတပြိုင်တည်းပြောလိုက်တယ်ငါတို့နဲ့နေခဲ့တော့လို့ပြောလိုက်ပါတယ်။ပြီးတော့နောက်နေ့မနက်မှာတော့ဒါလေးကတတိလစ်နေအောင်တွေးလိုက်ရပါတယ်။ပြီးတော့သူ့ဖေဦးရဲ့ဘာဖြစ်တာလဲတားလို့မိလိုက်ပါတယ်။ဒါလေးကတော့ဘာပြန်မမိတော့ပဲသူ့ဖေကပဲသူ့အိမ်တည်သွားလိုက်ပါတယ်။ဒီ story ကတော့ဒီလောက်ပါပဲအားလုံးရဲ့ဘပိုင်းခဏလေးမတွားခင်ကျွန်တော်ပြောစရာလေးတစ်ခုတော့ရှိပါတယ်ဒီ video view 5k ပြီးရင်ကျွန်တော် still brain rot ထဲက brain rot corner secret brain rot တွေကိုကျွန်တော် give ပေးဖို့ရှိပါတယ်အားလုံးကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်